ဒီနေ့တော့ဝမ်းသာစရာပါခင်ဗျာဆရာစီကိုမနေ့ကတာဝန်ရှိတဲ့ပုံကိုယ်တွေကလာပြီးတော့ညှိနှိုင်းဆွေးနွေးကြတယ်ကာယကံရှင်ဖြစ်တဲ့ပုံကိုယ်တွေကလည်းတောင်းပန်တိုးရှိုးကြတယ်မြမဒလိယဉ်ကျေးမှုအရာချစ်ဖွယ်ကောင်းတဲ့ဒလေးလို့ကျွန်တော်ကမြင်ပါတယ်မှားရင်အမားကိုသိတယ်တောင်းပန်တယ်ရှေ့လျှောက်ဆက်ပြီးတော့မကျွလွန်ဘူးဆိုရင်ချစ်ဖို့ကောင်းတဲ့ဒလေးလေးကိုထိမ့်သိမ်းရင်းနဲ့ဒီနေ့ဒီမှာရှိတဲ့မီဒီယာဆရာဆရာမများတွေကဟောဒီမှာရှိတဲ့လူကြီးမင်းတွေမှာဆရာကိုဥတည်ပြီးတော့သိကျင်တာတွေမေးပြီးတော့ဆရာကလည်းသူ့ရဲ့အယူအဆတွေသူ့ရဲ့အတွေးခေါ်တွေကိုဝေငှမဲ့ပွဲလေးဖြစ်တယ်လို့ပြောရင်းနဲ့ဏိဒန်းစကားပြောခွင့်ရတာကိုကျေးဇူးတင်ပါတယ်လို့ပြောပြရစီခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်ညီပါအားလုံးမင်္ဂလာပါရှင်ကျမပမောက္ခဒေါက်တာခင်မျိုးလာပါရန်ကုန်ပြည်သူ့ဆေးရုံကြီးကအကျော်စင်နဲ့ကိုရင်ငါပြန်တဲ့တန်ဆွမ်းရေးစိပညာဌာနကနေပြီးပမောက္ခဌာနမှုဖြစ်ပါတယ်ဒီနှစ်မှာတော့ကျမ retire သွားပါတယ် retire သွားတဲ့အတွက်ကြောင့်မလို့ဒီချက်တာအေးဆေးဆေးနောက်ထပ်ကိစ္စတွေကိုထပ်ပြီးတော့လုပ်နိုင်တာပေါ့နော်သူတစ်ဖြစ်ကတော့ကျမရဲ့မောင်လေးတို့ရင်းနှီးခဲ့တာရွှေမင်းသားဖောင်ဒေးရှင်းကပါနော်သူကအဲ့ဒီသွားတယ်ကကျမတို့ကနှစ်ပေါင်း20ကျော်လောက်ရှိနေပြီနော်နှစ်ပေါင်း20ကျော်လောက်ခေတ်ကကျမတို့စခဲ့ပြီးတော့တွေ့ခဲ့ကြတယ်အားလုံးဝိုင်းဝန်းပြီးတော့လည်းပဲအလုပ်တွေကိုလုပ်ကိုင်ခဲ့ကြတာပေါ့နော်အဲ့တော့ Ministry of Social Welfare ရော Ministry of Health ရောနောက်တစ်ခါဒီရွှေမင်းသား Foundation တွေရောတခြားသော Foundation တွေအကုန်လုံးပေါ့နော်အားလုံးပြီးတော့ကျမတို့အားလုံးကတစ်ကြွကြွနဲ့တကယ်မိသားစုလို့အုပ်စုကြီးပုတ်ပြီးတော့မှတေးချဝါလုပ်ပေးတာလားဖြစ်ပါတယ်အဲဒါကြောင့်မလို့အခုတက်ရှိဆရာတို့လည်းပြောထားခဲ့တဲ့အတိုင်းပါပဲအဲ့တော့ဒီအကုန်လုံးကတော့ချောချောမောမောပြပြလည်းဖြစ်သွားမယ်လို့ကျမတို့ကယူဆပါတယ်ရှင့်နော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာပါဒီကျွန်တော်နည်းနည်း1မိနစ်2မိနစ်တော့နောက်ကြာသွားတော့ပါသူလည်းမှကျွန်တော်နောက်မှာဘက်တော့လုပ်တယ်ဘက်တော့မမီဘူးအဲ့တော့ new design အနေနဲ့ကျွန်တော်လုပ်ကြတာပေါ့နော်ဘက်တော့လေအဲ့ဒါလည်းပါဖို့ပြလဲဆိုတော့ကျွန်တော်မတန်ဆန်းလူတွေအနေနဲ့ကတခုလုံးတန်ဆန်းမဟုတ်သူတွေထည့်ပို့ပြီးတော့အားထည့်ရတယ်တန်ဆန်းသူအားထည့်တာတွေကျွန်တော်စာပေါ်မှာအားထည့်ရတယ်ကျွန်တော်ပြောပြတယ်ဟိုဒီဖြစ်ပျက်ကလေးကကျွန်တော်အားလုံးအတွက်ရင်းနဲ့နှလုံးသားတဲ့အထိကြောင်းပေးပို့လိုက်တဲ့ဖြစ်ပျက်လေးတစ်ခုကျွန်တော်တို့အတွက်တကယ်ကိုသင်ခန်းစာကြီးရပါတယ်ကျွန်တော်တို့လောကမှာမြင်နေပြောပါတယ်အမှားမရှိဘူးတဲ့မှားမရှိ lesson learn အဲ့ lesson ကိုမပြင်းတော့မှားတယ်ကျွန်တော်အားလုံးကသင်ခန်းစာတွေအားလုံးပါနော်ကောင်းတယ်မကောင်းဘူးဆိုးတယ်မဆိုးဘူးမျိုးကဒါ lesson learn တွေပါပဲဒါဒီ lesson ကိုမပြင်းတော့ကျွန်တော်မှားဖြစ်ပါဘူးနော်ဒီဖြစ်ပျက်ကလေးကတော်တော်များများလေးစိတ်ဝင်စားကြတယ်ကျွန်တော်ဒီပုံမှာ impact ပေါ့နော်နောက်ဆက်တွဲရိုက်ခတ်မှုတွေလည်းကြီးမားတဲ့ဟာမျိုးကျွန်တော်တွေ့ရတယ်တော့ဖြစ်စဉ်လေးကတော့ကျွန်တော်အနေနဲ့ဒီပြည်တော်ကနေပြန်လာတယ်ပေါ့19ရက်နေ့ကနေမှရတယ်ကျွန်တော်ရဲ့အတန်ကျညီပုံမှန်တပည့်တွေကຢာလေး line ကိုတောက်ချောက်တင်းပြီးတော့သူကြိုက်ဘူးပေါ့နော်ຢာကြိုက်ဘူးသူတို့ခံစားရတယ်စသဖြင့်သူတို့ရဲ့စိတ်ခံစားချက်လေးတို့မျိုးစုံနဲ့ပြောပြနေတယ် line ပေါ်တော့တွေ့လမ်းပေါ်မှာကျွန်တော်ပုံကြည့်တာပေါ့ကျန်တဲ့ချိန်ကျကျွန်တော်အသိမှာတော့အများကြီးခီးသွားတယ်ဆိုရင်အဲ့ဒီမှာ internet ကျွန်တော်သုံးတာလည်းများတော့ online ပေါ်နေတွေ့တယ်19ညကျွန်တော်17နာရီလောက်ကျွန်တော်ရောက်တယ်18နေ့ပြကြကျွန်တော်ရုံးကိစ္စတွေကျွန်တော်စီးဝေးပါလုပ်ပြီးတော့အဲ့မှာပုံနေတဲ့စကြပြကြနဲ့သူတို့စိတ်ခံစားမှုတွေကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့18နေ့ညမှာကျွန်တော်တို့စာလေးတစ်စောင်ကျွန်တော်တို့ထုတ်လိုက်ပေါ့စာလေးတစ်စောင်ထုတ်ပြီးတော့အဲ့ထုတ်တဲ့နေ့မှာပဲမီဒီယာ3ခုကတော့ interview လို့ကျွန်တော်19ရက်20ရက်နေ့မနေ့ကျွန်တော်မီဒီယာ3ခု interview ပေးလိုက်တယ်ပြီး20နေ့မှာကျွန်တော်ပြန်ပြီးတော့ခီးကတ်ထွက်သွား20နေ့မှာကျွန်တော်ခီးကတ်ထွက်သွားတောက်ချာနေနော်ပြီးတော့ကျွန်တော်ဒီကိစ္စရတော့ဆိုအဲ့တော့ interview လေးပြီးရောတော့ဆိုအပြစ်ကျွန်တော်တို့ပုံမှာဒီ comment back comment ပေါ့နော်အမျိုးကျွန်တော်တော့ဆိုတွေ့ရတယ်ကျွန်တော်ကတော့တည်တည်ငြိမ် okay ဒါလည်းကောင်းတယ်ရင်းကောင်းတာပဲဘာလို့လဲဆိုတော့သူတို့မင်းသားလေးသူတို့ချစ်မြတ်လို့တာကိုသူတို့ရေးရေးပြောရတာကောင်းလိုက်တာကောင်းတယ်ဘာလို့ကျွန်တော်တို့ကျွန်တော်တမ်းပြတာကိုကျွန်တော်ရဲ့မတန်ဆန်းဘယ်လေးတွေရောဒီပုံမှာအားလုံးကျွန်တော်ဟုတ်တော့မပြန်ဘူးကျွန်တော်သူတို့အနံလုပ်လိုက်ပါ
နော်ပြန်ပြီးပြောနေအဲ့တော့ဒီတရောထားတဲ့ပြေလုံးလေးတွေ share နေတော့ဆက်ပြီး share တာမျိုးမတွေ့တော့အဲ့ချိန်မှာသူနဲ့ကျွန်တော်ကြားထဲမှာကျွန်တော်ရဲ့မိတ်ဆွေတူကဒီလိုပဲဆက်ချလို့လိုမျိုးစံကြီးကြီးလိုမျိုးဒီနေတဲ့မိတ်ဆွေတူကဆက်တွေ့ပြီးတော့တောင်းမှပါတယ်โอเคကျွန်တော်ကပြတ်တော့ကျွန်တော်ဝင်းဝင်းမဲ့တော့ကြအောင်ကျွန်တော်နောက်မဖြစ်စေချင်တာပဲเนาะဘယ်သူရဲလို့ကျွန်တော်တို့တိုက်ခိုက်တာမဟုတ်ပါဘူးဘယ်သူရဲလို့ကျွန်တော်တို့ပြောတာဟုတ်ပါဘူးပြောရပါเนาะပြောတော့အဲ့တော့ကျွန်တော်28ရက်နေ့ပြန်ရောက်တယ်စနေနေ့19မှာကျွန်တော် MMA meeting ဆိုတာကျွန်တော်လုပ်ရတဲ့တရင်ကမအားဘူးဆိုတော့1ရက်နေ့မှာမအားဘူး2ရက်နေ့မှာတူးကြမယ်ဆိုတော့အဲ့ဒီရတယ်ဒီမှာရုပ်ပြည့်ဖြစ်နေတယ်เนาะရုပ်ပြည့်ဖြစ်တော့နောက်1ရက်ရှိတော့3ရက်နေ့3ရက်နေ့မှာလေကာယရှင်ကပုံမလာဘူးပေါ့နော်ပုံမလာတော့အဲကြားကန်ပေးတဲ့ဆရာကြီးရတယ်တော်တော်စိတ်မကောင်းဖြစ်တယ်ဒါ4ရက်နေ့ကျတော့ကျွန်တော်တို့ပညာရှင်များဒီမှာနိုင်ငံတပြင်းရှိအောင်ကနိုင်ကာကြီး5ပါးနဲ့သူကျွန်တော်တို့လုံးဆောင်3ပါးလာတွေ့တယ်နော်အားတွေ့ပြီးတော့ကဲကျွန်တော်ညံကုန်ပါတယ်ဆရာကြီးဆိုမှရေးကြောက်ရတာကျွန်တော်တော့မတိတတ်မထန်တဲ့တွေ့ဆိုတော့မယ်နော်မရဒါရီမဆိုင်မတွေ့ခင်တည်းကကျွန်တော်ကဒီမီဒီယာအင်တာဗျူးလေးလုပ်ဖို့ဆိုတော့စီစဉ်ထားတာပါ။ကျွန်တော်ဒီတစ်ခုတော့ပြန်ပြီးတော့ဖြေကြမှာတော့ရတော့ပြီ။ဘာလို့ဆိုတော့တယောက်တစ်ခွန်းပြောနေရင်လည်းဒါပြီးတော့ဘူး။ဒီနေ့တော့ကျွန်တော်ရဲ့ page ကလည်း live လုပ်နေတချို့လည်း live လုပ်မယ်လို့နားလည်ထားတာရှိတယ်ပေါ့နော်။တော့အဲ့ဒီတွေစာသုံးတာထောင်သိကြပါမယ်။အဲ့4ရက်နေ့မှာတော့နိုင်ကာကြီး3ပါးနဲ့တူနိုင်ကာကြီး5ပါးနဲ့တူအောင်ဆောင်3ဆိုတာပြောတောင်းနေပြီးတယ်အဲ့ဒီညပါပဲကာယရှင်ကပုံဆက်ပါတယ်သူကတော့ကျွန်တော်တွေ့ကျင်နေတဲ့တွေ့ပြစီအားရပါတယ်တောင်းမှပါတယ်တဲ့သူတို့ကိုယ်တိုင်နဲ့တွေ့ပြစီအားရတဲ့ဖြစ်ပါတယ်ဒီနေ့ကတော့သူလာတွေ့တယ်နော်ကြားကန်ကျွန်တော်တို့မိတ်ဆွေကိုကျွန်တော်ဆရာကျွန်တော်တို့အားလုံးဝင်းဝင်းမဲ့တော့ကြမယ်နော်ကျွန်တော်တို့ဒါလူငယ်ပဲရှိတယ်ကျွန်တော်တို့ဒါနောက်မျိုးဆက်တွေဒါပေမဲ့တွေ့ impact ကကြီးလို့ဒါဒီလိုဖြစ်သွားတာအဖြစ်စဉ်လေးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့သုံးသပ်တဲ့ခါကျတော့ comment လေးတွေကြီးတဲ့ခါကျတော့ပုံစံတူတာလေးကျွန်တော်တွေ့ရတယ်ဒီမှာသူ့ဖန်ဟုတ်ပါဘူးကျွန်တော်ကသူ့ဖန်ဟုတ်ပါဘူးသို့တော်လည်းပဲဆိုတဲ့ပုံစံလေးတိုင်းမှာကျွန်တော်သွားတွေ့ရတယ်နံပါတ်1တိုက်ခိုက်တာကတော့မနာလိုလို့ဆိုတဲ့စကားလုံးတွေပြောရကောက်လျှောက်ပြရတယ်ကျွန်တော်လည်းကြည်ကျင်တာပေါ့နော်ကျွန်တော်လည်းမျက်နှာမကတ်တတ်ပါဘူးချင်းလည်းမဆူတတ်ပါဘူးမနာလိုကြောင်းကြောင့်ကျွန်တော်ဘာမှမရှိပြန်ပြလဲမဟုတ်ဘူးနော်ဘယ်လိုဖြစ်တာလဲမနာလိုရအောင်နော်ဒီဝါပဲလဲမဟုတ်ဘူးသူလည်းဘာမှမဟုတ်မနာလိုလို့ဆိုတာလည်းလုံးဝမဟုတ်ပါဘူးကြားလာမယ်ကျွန်တော်ပြောတာကြားလာကြောက်ကြားလားနော်အဲ့ဒါက sorry နော်ခုနဖြစ်စင်တော့ထားလိုက်ပါတော့ပြီးမလို့တော့ပါနော် live တက်ထားပြရဆိုနော်မနာလို့မဟုတ်ဘူးဒါကကျွန်တော်လုံးတင်လုံးထိုက်တာဆိုတော့မနာလို့ဆိုတဲ့တိုက်ခိုက်မှုတစ်ခုနောက်တစ်ခုကျတော့အရင်နေ့ကဖြစ်ကြတာပဲဆိုတဲ့ဟာမျိုးပြောတယ်အရင်နေ့ကဖြစ်တာပဲသူ့ကြမှာဒီလိုဖြစ်ရလေချင်းသူ့ကြမှာဒီလိုတိုက်ခိုက်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်ပြီးတော့အဲ့ဒါလေးကျွန်တော်တေချာစဉ်းစားတယ်ဥကြမှာဖြစ်ရတယ်ကြီးဆိုတာကဟုတ်တလားနော်ဟုတ်တလားဟုတ်ရင်ရောဘယ်လိုဖြစ်မလဲပေါ့နော်အဲ့တော့ကျွန်တော်တို့တမိုင်းမှာကြည့်လိုက်တဲ့ခါမှာလည်းပဲကျွန်တော်ဒါမျိုးတွေ awareness တွေနဲ့ advocacy တွေလုပ်ခဲ့တာအများကြီးရှိပါတယ်ဒီသားလေးကြမှာဒီညီလေးကြမှာကျွန်တော်လုပ်တာမဟုတ်ဘူးနော်အဲ့တော့ဒါပေမဲ့သူတို့ဒါလောင်တရားပြောင်းတရားလောင်တရားပြောင်းတရားနေနဲ့ဘာရေတော့မဟုတ်ဘူးပြလိုက်ပြီးတယ်တင်ဆက်ပြလိုက်ပြီးတယ်ပြလုံးလို့မြင်ပါဆိုတော့ကျွန်တော်ကပြလုံးကကျုပ်လောင်တဲ့ဟာကကျွန်တော်မတူတော့ဘူးပြက်လုံးနဲ့လောင်လုံးနဲ့ကလုံးဝကွဲနော်ကျွန်တော်လာမတူဘူးတော့ရင်တော့လုပ်တယ်ဆိုရင်ကျွန်တော်ကဓာတ်ကြီးတွေကျွန်တော်ပြပြတယ်အရင်တော့ကဆိုရင်ဥပမာကျွန်တော်ရန်တံမိုးထားတဲ့တပင်းကျွန်တော်အရင်ကခေါ်ရှိခဲ့ပြီ
နားကြာကျွန်တော်ကြော့ပြီပေါ့နော်ကျွန်တော်တောင်းမှပါတယ်ဖြတ်ဖက်ခွက်စားဆိုတာပါအခုဒီတုံးတုံးနေချားလို့တုံးနေမဆိုင်နဲ့ကျွန်တော်လည်းမကြိုက်ကိုလည်းတော့မဆိုင်တဲ့ဟာကျွန်တော်မကြိုက်လူရှင်တော်အင်းကလူပြက်တုံးနေလူရှင်တော်ကိုလူပြက်လို့မတုံးရဘူးလူပြက်လို့တုံးရင်ဘာပြစ်တယ်ဆိုတော့ဘာမှမရှိဘူးဥပဒေရှိမရှိတော့ကျွန်တော်မသိဘူးဥပဒေရှိမရှိဒါပေမဲ့ကျွန်တော် ethic ကအဲ့ဒီအများကြီးပို့ပြီးတော့မတော်ဘူးကျွန်တော်ပေါ့နော်သူကြမှာဖြစ်တယ်သူကြမှာဆိုတာလေလုံးဝမဟုတ်ဘူးတဲ့ကျွန်တော်မီဒီယာတွေမှာကြိုပြပြလာတယ်မီဒီယာတွေမှာမီဒီယာရဲ့အကန့်အသတ်တွေအောင်သူတို့ဆက်တာတောက်တာတွေရှိမှာပေါ့နော်အဲ့တော့ကျွန်တော်မီဒီယာရုပ်ရှင်ကပင်းကျွန်တော်နာမည်တွေတော့မပြောတော့ဘူးပကာရီကန်ရှင်ကိုယ်တိုင်နေတယ်သူတို့ကျွန်တော်တို့ဆွေးနွေးထားတယ်ဆိုတော့တောက်ချောက်ဖြုတ်ကြတယ်အဲ့တော့တချို့ဟာတွေကျွန်တော်တို့မတန်တဲ့ဥပဒေထွက်လာတယ်ကျွန်တော်ကတင်းတဲတွေမှာကျွန်တော်ထွေသွင်းမှုကြောင့်တိုင်းဆောင်လုပ်ရတယ်ကြောက်လို့လိုက်တာတဲ့ဥပဒေပုံနှလုံးသားနဲ့လိုက်ကိုလိုက်နာမှာပါလားဆိုတဲ့ ethically စဉ်းစားတိတ်ကောက်မှာပဲကျွန်တော်မတန်တဲ့ကိုဘယ်လိုဒီစတဲ့ဖြစ်မျိုးကျွန်တော်စဉ်းစားတယ်နော်အဲ့တော့မတိမနာလို့ဆိုတာကျွန်တော်ဘယ်လိုမှမဟုတ်ဘူးမအရင်တော့လည်းဖြစ်ခဲ့တာပါပဲဆိုတဲ့အခါကျတော့ခုနကငွေရှုတော့ကျွန်တော်ပြပြတယ်ပါတယ်ဒါကျွန်တော်လုံးဝဟုတ်ဘူးနော်ဥမာအရင်တော့ဖြစ်ခဲ့တယ်ဥမာကျွန်တော်တို့ရွာတွေမှာနမူနာတရားတစ်ခုရတယ်ဆိုကြပါတော့နော်ကျွန်တော်ကတော့သားပဲရွှေတော်နဲ့တရားကြီးလာတယ်နော်ဘာလို့လဲတရားဖုတ်နဲ့ဖုတ်တိတ်တာနိဖုတ်တယ်မိကဖြစ်တယ်ဆိုတော့မိဆရာမအမလေးဟုတ်အရင်တော့ပြောင်းနေတာပဲအခုကြမှာဘယ်နဲ့အရင်တော့ဖုန်းတယ်ပဲကျွန်တော်မြင့်ရတောက်ခဲ့တယ်ဗျာအခုမှရေတန်းတောက်ခဲ့တာငါတို့အရင်တော့မြင့်ရတောက်ခဲ့တာပဲဆိုတော့ပြောလို့မရဘူးသူပြောင်းသွားကဘာရဲ့ချိန်ပြောင်းသွားနော်ဒီစားရင်ကျွန်တော်ပြောင်းသွားတယ်ဆိုတော့အရင်တော့လုပ်ခဲ့ရင်သူတို့လုပ်လေကိုလုပ်ဆရာလားကိုလည်းမလုပ်ဘူးသူကပါလေဆို social media မှာ impact ကလည်းရှိတာနော်အဲ့တော့ဒီလို social influencer တယောက်ရဲ့ကျွန်တော်တို့အနေနဲ့ဒါတွေက model နဲ့တက်မှတ်တာပေါ့နော်ပြောဆိုမှုကဒီကွာနောက်မှလာပြီးတော့သူ့ယူတာတွေအများကြီးဖြစ်သွားတတ်တာအများကြီးအခုကျွန်တော်ပြောနေတယ်မတန်ဆန်းတစ်ခုတည်းတူပြောတာမဟုတ်ပါဘူးနော်မတန်ဆန်းနဲ့မှမျိုးရှိတယ်လို့ဒီထက်မှာကျွန်တော်ကြားမှာရှိတယ်နော်ခန္ဓာကိုယ်အရင်ယူရမယ်အရင်အမျိုးရှိတယ်နော်ကျွန်တော်ဒီမှာထိုင်နေတဲ့ဆရာဆိုရင်သူမှဉာဏ်ရည်မတန်ဆန်းကလေးကြီးပါအဲ့လိုမျိုးကအဲ့ကောင်ကြမ်းမပြည့်တဲ့ကောင်လည်းဖြေလို့ပြောလိုက်တယ်မှန်တာပဲမှန်လို့ပြောလို့မရဘူးဘုရားတယောက်ကျော်ကကျွန်တော်ရဲ့ဒါပြောပြတွင်မှုတစ်ကိုကြော်ဝင်နေဆိုရင်အမြင်အားရောမတန်ဆန်းတူရှင်းနေတူမိမိနဲ့စမ်းတယ်လို့ပြောရင်မှန်သလားလို့မှန်တော့မှန်တယ်လို့မှန်တိုင်းပြောလို့လည်းမရအောက်ထည့်ပြောလို့မရအဲ့ဒီအများကြီးရှိလာsocial media ရဲ့ impact ကကောင်းတာရှိလို့နောက်ဆက်တင်မှာတို့အများကြီးရိုက်ခါရရှိတယ်ဒီနေ့ခုကျွန်တော်ပေါင်းရှင်းပြဖြစ်ပါတယ်နောက်ပိုင်းကျတော့ကျွန်တော်ဗားလေးဆက်ဖြစ်လာတယ်ဆိုတဲ့ခါကျတော့ပုံကိုရေးတိုက်ခိုက်မှုတွေအတင်းခွဲစုကိုတိုက်ခိုက်မှုတွေမတန်နိုင်တဲ့ခုလုံးကိုတိုက်ခိုက်တဲ့ဒီကလုံးသုံးမှုတွေကျွန်တော်တော့တွေ့လာတယ်ဆိုရင်စိတ်ကြီးလိုက်တာစိတ်မကောင်းနော်စိတ်မကောင်းမနေ့ကကျွန်တော်အားရည်ကြည့်လို့ဒါဖိတ်ကောင်းရပါပဲဖိတ်ကောင်းပဲပါပဲဖြစ်ဖြစ်ပြောရင်ဘက်ထမှာရန်ဝင်နေတာနော်ကျွန်တော်လိုလူတော်မှာကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့ချွင်းမှု transform လုပ်တဲ့အခါမှာအားရနေတဲ့ကျွန်တော်ပြောင်းပြတာအတင်းပြောင်းတာတစ်ခါကျတော့ကျွန်တော် transform နဲ့ man နေတော့တို့ပြကြman ကိုအားငယ်နေတာကိုအားမငယ်မဲ့တည်အောင်ဒါပေမဲ့အဲ့အားငယ်ဝင်နေတော့မျက်ရည်နဲ့ပြောင်းလိုက်ရတယ်မတန်တဲ့နေအများကြီးပဲနော်မျက်ရည်နဲ့ပြောင်းလိုက်ရတယ်မတန်တဲ့အများကြီးပဲဟိုမှာဆရာကြီးလဲကြလို့သူ့ဘာလို့ထနိုင်တာလဲကျွန်တော်လဲကြရင်ထနိုင်တယ်မတူကျွန်တော်တို့က psycho abuse ခံတဲ့ကဲ့သို့ကျွန်တော်အရင်စိတ်ကြီးကြရတယ်ကွာအော်ဒါတော့ကျွန်တော်ရှင်းပြဖို့လူကြီးရှင်းကိုရှင်းပြမယ်ဒါပြီးကျွန်တော်ဒါပြပြဖြစ်ပါတယ်အဲ့တော့ပရိသတ်တွေကိုလည်းကျွန်တော်ကအင်တာဗျူးမှာလေးစားပါတယ်နော်အနည်းပညာကိုကြိုက်တာတရားတန်ကိုရှိတာလေလောင်းတော့ကြိုက်တာမဟုတ်
ပို့တာပဲเนาะအတူညီကြကြိုက်တာအရင်တောင်ရှိတာဒါကျွန်တော်တို့ဒါကြတော့ social views ပေါ်လို့ရှိနောက်ပိုင်းကြီးကြတော့ကွယ်စည်းဝယ်တိုက်ခိုက်တာတွေတွေ့ရတယ်ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာရှိတယ်။ကျွန်တော်ခုချေဝန်မထားနိုင်ဘူးဝိနာကန်နာလို့ဟိုမနေ့ကမှကျွန်တော်မမကိုကျွန်တော်နိုင်တိုက်ယူမမရဲ့ဒီဟဲ့တော့ပြန်ပြောတယ်ကိုမျက်ရည်ပြန်လဲရမယ်စကလုံးတွေတိုက်ခဲ့။စားရည်ညာရေးထွက်လိုက်ကြတယ်လေကျွန်တော်မသိ။ခုနကပြောစန္ဒာဂတိပေါ့ရှစ်တာချစ်မြတ်လို့ပြီးပဲအဲ့ဒါဖြစ်ခါမှာကျွန်တော်မတန်ဆန်းလူတွေမှာတော်တော်လေးစိတ်မကောင်းဖြစ်ရတယ်။ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။ဒီလိုတွေလုပ်လိုက်ရင်ကျွန်တော်ဒီလိုတွေတော့ရင်းရတော့ဆိုကျွန်တော်သိပါတယ်နော်သိမယ်ကျွန်တော်လုပ်ရတော့မယ်နော်မလုပ်လို့မရတော့ဘာလို့လဲကျွန်တော်မတန်ဆန်းတူတစ်ခုလုံးပဲအရင်ကြီးရှိမတန်ဆန်းတူအပြင်ကိုဒီနေ့ကျွန်တော်ရဲ့မိတ်ဆွေတို့ကျွန်တော် LGBT အညာကျွန်တော်ဖိတ်ကြားတာရှိပါတယ်ဟောဒါတားအောင်ပဲအသားမင်းတော့ပါရဲ့ဟလာလူမျိုးတွေနဲ့ရှင်ပြီးတော့ဟလာအသားမဲနဲ့ဘာဆိုပြောလိုက်တယ်အသားမဲဒီမျိုးမဟုတ်တာပဲအဲ့ဒီလူမျိုးတွေမှာတားပြရအများကြီးရှိတာဟောလွယ်လွယ်ကူကူဘာရဲလို့မဟုတ်ဒီမဲ့ထိကြိုက်လိုက်ရတဲ့လူတွေမှာကြတော့အရင်ကကျွန်တော်ထိကြိုက်နေတာရှိပါတယ်ဒီထဲမှာကျွန်တော်မှာအကြားမတန်တဲ့လူတွေရှိကျွန်တော်ဘာပြောသူသိကြတယ်သိကျင်နေတိပိုင်ပေါ်လည်းရှိတယ်တိအောင်လည်းကျွန်တော်တို့အတန်ညာလုပ်ပြရမှာအခုဒီမှာကျွန်တော် sign language interpreter ပြပြနေကျွန်တော်ဘာတွေပြောနေလဲကျွန်တော်စကားဖြည်းဖြည်းပြောတယ်ဘာလို့လဲဆိုတော့ sign language interpretation ဘာသာပြန်တာမှာမိအောင်လို့ကျွန်တော်မြင်မြင်ပြောတဲ့ခါမှာသူတို့ဘာပြောသွားလဲဆိုတော့သိတယ်အဲ့လိုဖြစ်နေဘာတွေလုပ်နေတာလဲဘာတွေရှုပ်နေတာလဲဘယ်သူဘာတွေပြောနေတာတိပိုင်မရှိသိချင်တဲ့တိပိုင်နဲ့တိအောင်လို့လုပ်ပြရမှာဖြစ်တယ်အဲ့တော့ကျွန်တော်နံပါတ်3ပြောတဲ့ပုံကိုရေးတိုက်ခိုင်းမှုနဲ့နံပါတ်4ဟိုဖွဲ့စည်းပေါ်တိုက်ခိုင်းမှုကျွန်တော်ပြောကြတာဖြစ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတဲ့ခါကျတော့တန်ဆန်းသူကျွန်တော်တိတလောက်ကပေါ့နော်ပိုးစင်းတစ်ခုတွေ့လိုက်တယ်ဘာမှမဖြစ်ပါဘူးကျွန်တော်တို့ဘာမှဖြစ်ဘူးကျွန်တော်တို့ဘာမှဖြစ်ဘူးဆိုပြီးတော့တော်တော်စိတ်မကောင်းဘူးအချင်းချင်းပြန်ဆက်ပြီးတော့ကျွန်တော်တို့ကလည်းဖြစ်နေတာဘာမှမဖြစ်တဲ့လူရှိပါဆိုမတန်ဆန်းသူကလေးကိုအသုံးပြုပြီးတော့ပြန်ပြောပြီးတော့ပြန်လုပ်တဲ့ story တွေတက်လာနော်ဒါပါလေဟောဒီကလေးတွေကြောပြတာမှမရှိဘူးနော်ကျွန်တော်ရဲ့ data တင်ပြီးတွေပဲသူတို့ package ရှိပါတယ်ဒါပေမဲ့ပြန် attack တော့အမှန်ရှင်းရှင်းလေးပဲမှားပါတယ်ဟုတ်တယ်မှားတယ် sorry ကျွန်တော်မလုပ်တော့ဘူးဒါပဲကျွန်တော်လုပ်နေတာဒါပဲကျွန်တော်ဘယ်သူမလို့ဘာဝမလို့ကျွန်တော်တို့ရှိပါတယ်လို့တာလည်းမဟုတ်ဘူးကျွန်တော်ရင်ရမယ်ဆိုတော့တည်ရင်စိတ်ညံ့မယ်ဆိုတော့တည် pressure ရမ်းမိမယ်ဆိုတော့ကျွန်တော်တည်ဒါပေမဲ့ဒီလိုမှမလုပ်ရင်တော့မရတော့ဘူးဆိုတော့ကျွန်တော်လုပ်တာနော်အဲ့တော့ပြန်ပြီးတော့ဒီကလေးကိုပြန်ပြီးတော့မီဒီယာတော့မဟုတ်ဘူး story ပေါ့နော်ဒီလိုပဲပြောမှာ that အဲ့လိုကျွန်တော်တူတူတက်ရတဲ့ခါကျတော့ဟိုမင်းကျွန်တော်တို့ရဲ့ဟာတွေကျွန်တော်တို့ fade out ဖြစ်အောင်လုပ်တဲ့ strategy တွေတွေ့ရဒါတွေကလည်းမလွယ်ဘူးနော်လို့ဒုက္ခပဲအဲ့တော့ကျွန်တော်ကတော့ okay ဝဲမိတ်ပိတ်ခံရတဲ့ကြားတဲ့ခါတော့လေအမှန်တကယ်ကျွန်တော်မျက်ရည်လေးပါတယ်အထီးကနေတာစီမဟုတ်ဘူးကျွန်တော်လိုချင်တာမဟုတ်ဘူးsorry I'm sorry ဘလို့တိုက်ရင်တော့တောင်းမယ်လေသူလည်းတိုက်တာကိုလည်းတိုက်တာပြောလို့မရဘလို့တိုက်တော့တောင်းမယ်တောင်းလိုက်ပြီးသွားတယ်ဒါပေမဲ့တောင်းလိုက်ပြီးတော့နောက်လည်းဆက်လို့ဆိုတော့မပြီးပြန်ဘူး right တောင်းမယ်လိုက်ပြန်လုပ်လိုက်ဖြစ်တဲ့တောင်းမယ်တိုက်ပြန်ကျွန်တော်ဒါမျိုးလေးကျွန်တော်မလုပ်ချင်ဘူးကျွန်တော်တို့ win-win situation ကျွန်တော်သွားချင်တယ်မီဒီယာတွေကျွန်တော်တို့တကယ်အားဖြစ်ပါတယ်အမှုပညာတွေကျွန်တော်တို့တကယ်အားဖြစ်တယ် social media တွေရဲ့ impact ကအရင်ကိုကျွန်တော်တို့ကြီးမားတာကျွန်တော်တို့နားရပါတယ်အဲ့တော့အဲ့ပုံမှာကျွန်တော်တို့ဒီမှာတော်တော်စိတ်ဆင်းရဲမှုတွေကျွန်တော်တို့ကြုံခဲ့ကြရတယ်ပေါ့နော်အဲ့တော့ဒီစောင့်နေမယ်ဆက်စပ်တဲ့တစ်ခုရှိခဲ့ပြီပါတယ်ဘာဥဒုဖာလိုက်ကျွန်တော်ရငယ်နေတယ်မိနိုင်ကျော်စီသူအပြော်လိုက်စားတဲ့အတွက်သူနာရီရောကနေဆုံးရတယ်ဆိုပြီးတော့တိုက်နာရီရောကပုဆက်တယ်အဲ့ဒါဒီလွန်ခဲ့တဲ့နှစ်ပေါင်း50 60လောက်ရိုက်ခဲ့တဲ့ဇာတ်လမ်း အဲ့လိုမျိုး miss
ကွက်ဆက်ပြဝင်နေတယ်အနာရောဂါမပြောသားလိုက်တိုင်းအဲ့တော့အနာရောဂါရှင်အားလုံးကဘာဖြစ်လဲသူမောက်တာလို့သူတို့မျိုးဖြစ်ဘာဘာဥဒုက္ခကျွန်တော်ကြောင်းပြောရင်သူ့ကိုကျွန်တော်နာမည်တက်ပြောရဲပါတယ်သူ့ရဲ့တိုင်းဝင်ရှိပါတယ်ကျွန်တော်ဒီရွှေဖုံးဝင်စာကြည့်လိုက်တော့ရှိပြီတိကစာကြည့်တိုင်းမှာကျွန်တော်အရင်ငယ်လေးတွေကျွန်တော်ရှင်းနေတယ်ဆင်းနေတယ်ပေါ့နော်ကျွန်တော်တွေ့တော့ဆရာကျင်းလို့ပြောသူမှားပါရှိတယ်တဲ့ပေါ့ဒုက္ခကျွန်တော်တို့မတန်ကြတဲ့သူအဲ့ဒါမှားပါတယ်တဲ့သူတောင်းတယ်တဲ့သူဘာဆက်ပြောကြုံလိုက်တောင်းအောင်မယ်သူကြုံလိုက်တောင်းအောင်မယ်သူစာပြီးဟောပြောပဲ၄ခုလောက်မှအဲ့ကြောင့်ထည့်တောင်းနေတယ်ဆိုတာသူမှတ်တမ်းမဲ့တွေ့ရတယ်။ဒါပေမဲ့ကာယရှင်ကိုယ်တိုင်ကိုတကယ်ကိုလုံးဝရုံးမရမှားသွားသိပေမဲ့သူ့ရဲ့အရှင်ရဆက်သွားတယ်။ဆိုဒါကြောင့်လည်းကျွန်တော်ထည့်ပြောခဲ့ဘူးပါတယ်နော်။အဲ့တော့မားရင်လည်းဘာဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့လူအတိုင်းဝိုင်းကြီးမှာဥပမာရိုးရိုးဆရာမလေးတယောက်မှားတာနဲ့ professor ကြီးတယောက်မှားတာနဲ့တူပေါ့နော် impact တွေအများကြီးကျွန်တော်ရှိတယ်။ဒါအရင်ကတည်ထားမယ်အာယူပါနော်အဲ့တော့မီဒီယာတွေပဲဒါကျွန်တော်ဒါလေးကိုကျွန်တော်တင်ပြချင်တယ်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်မီဒီယာတွေလည်းပြန်မေးဖို့ကျွန်တော်ချိန်ပေးမှာပါအဲ့တော့နောက်ဆုံးကျွန်တော်ပြပြခုနကျွန်တော်ပြောတဲ့ psycho abuse ဆိုတာကိုကျွန်တော်ခံစားရအောင်ပြပြနော်နောက်တစ်ခုကပါလဲဆိုတဲ့ခါကျတော့ Socrates ဆိုတဲ့ပညာရှင်ကြီးတယောက်ရှိပါတယ်နော်သူကတို့ဒီနေ့မှာကျွန်တော်တရားတော်ဝေနာထောင်ရင်းဆရာတော်ဘောမခဆရာတော်ကြီးရဲ့ဘောမခဆရာတော်ကြီးမှာပဲပါတာပါသူကညာဒီတော့ဘာလို့ပညာရှိနေတာလဲဆိုတော့သူတပည့်ရပြီးတော့ဒါကျွန်တော်သိတာပြောတာပေါ့ပါဘူးပြန်ဓာတ်အောင်ပြီးတာပြောတာပါနော်အဲ့တော့ဆရာတော်ကြီးပြောတာသူ့ကိုအဲ့ပြီးတဲ့သူရေးတဲ့ခေါ်ပါလို့ရေးတဲ့ကောင်းဖြစ်တယ်အာမုန်းကြံပြန်ထွက်လာတယ်အပြန်ကောင်းတဲ့စိတ်အရင်မို့ကျ3ပါလောက်လုပ်ပြီးတော့ထားခဲ့ပြီးတော့ security ကပုံမတက်သွားတယ်။ဆရာကြီးပြောချင်တဲ့ဟာတော့အဲ့ဒါပေါ့။ကျွန်တော် message ပြောကျွန်တော်ထိုက်လိုက်တယ်နော်။အဲ့ဒီကပုံမတက်လာတော့ခင်ဗျားကိုကျွန်တော်သိချင်တာဘယ်လိုကြောင့်ဒီလိုပညာတတ်ဖြစ်နေတာသိချင်တာခင်ဗျားဘာကြောင့်ဒီလိုလုပ်တာလဲ။မင်းရေးတဲ့နေတော့မင်းပါပြီအလိုချင်သောပါပဲ။လေးရှူနေတာ။သူလေးရှူနေတာတဲ့။နော်။အဲ့တော့သူလိုချင်တာလေးရှူနေတာ။နော်ဆရာကြီးအဲ့လိုမျိုးပေါ့နော်တရားကိုဘယ်လိုတကယ်ဖြစ်ကြအောင်ယူခြင်းပါစားမျိုးဆရာတို့ရသူထွန်းသွားတယ်အဲ့ကျွန်တော်သွားကျင်တာကြအဲ့လိုပေါ့ကျွန်တော်လိုချင်တာပါဆိုကျွန်တော်တို့လူသားတိုင်းဒီလူကုန်ကျွန်တော်လိုချင်တော့တာလူကုန်တိတ်ခါရှိသွားရှင်တန်ကြည်ပြင်းဖို့ကျွန်တော်လိုချင်တာကျွန်တော်လိုချင်တာနော်ရေမိုးနေတဲ့ချိန်မှာလေဒီအလိုချင်ဆုံးဖြစ်တယ်လို့ကျွန်တော်တို့ဒီအမြဲတမ်းထိကြိုက်ရွေအုပ်စုထဲမှာအထိတ်ဆုံးပါနေတဲ့အုပ်စုနော်ဘာရမဟုတ်ပြောလိုက်တဲ့စကားတစ်ခွန်းဘာရမဟုတ်ကြည့်လိုက်တဲ့အကြည့်လေးအကြည့်ဘာရမဟုတ်လုပ်လိုက်တဲ့အပြုမှုလေးတစ်ခုတည်းကျွန်တော်တို့တွေများစွာကိုကျွန်တော်တို့ထိခဲ့ရတာရှိပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကနေပြောချင်တာကတော့ကျွန်တော်တို့လုပ်ခဲ့တယ်မနေ့ကတော့ကာယရှိကိုလည်းလာတောင်းမယ်နဲ့ကျွန်တော်တို့ post မတင်သေးဘူးကျွန်တော်ရဲ့ page မှာတော့မတင်သေးဘူးပေါ့နော်ဘာဒီကနေဆရာတို့ဆရာမတို့တွေ့ဖို့ကသူလာတောင်းမှလားမတောင်းမှမတိုင်ခင်တော့ကျွန်တော် plan လုပ်ထားတဲ့အတွက်ကြောင့်အဲ့တော့လာတော့ okay ကျွန်တော် happy ending okay is okay fine ဒီနေ့တည်းလာလို့ရတယ်တူဘောသူအပြန်ပြန်လှန်လှန်ကလေးလုံးနေဖို့ပေါ့ပါနော်ဟိုကျွန်တော်နားလဲပါတယ်ကျွန်တော်တို့ကလေးလုံးနေတဲ့ဒီတွေပဲကိုမင်းသားပေါ်မှာချစ်မြတ်လို့တဲ့အတွက်ကြောင့်နော်စန္ဒာဂရိယပြောတာဆိုတာရှိတယ်မယ်ဒါပေမဲ့ကျွန်တော်တို့မှခံစားရတဲ့ခမတာမျိုးတွေရှိတတ်တယ်နောက်ဒါမျိုးတွေထပ်ဖြစ်ထက်လေးဖြစ်လာမှတော့ကျွန်တော်စိုးရိမ်ပါတယ်နော်အတန်တန်ချင်းချင်းလေးစိတ်ဝင်ကွဲသွားမယ်ဟုတ်လားပြည်သူတွေအမြင်မှာကျွန်တော်တို့ပုံမှာအမြင်ကြီးဆောင်းလာမှကျွန်တော်ရှိပါတယ်အဲ့တော့ကျွန်တော်တို့မတန်တန်နေသည်အမြဲတမ်းသူများလက်ပွားဖြန့်နေဖို့ဟုတ်ပါဘူးဟိုရက်နိုင်အောင်အများကြီးကြိုးစားနေကြပါတယ်နော်ကိုချလောက်ပေါ်ကိုရက်နိုင်တဲ့မတန်တန်လူတွေအများကြီးပါနော်ကျွန်တော်ခုနက Socrates ပြောတဲ့လေကိုလိုချင်ဆုံးဖြစ်တယ်လို့ကျွန်တော်ဒီ level လိုချင်တောင်းတဆုံးအရာဒီမတန်တဲ့မဟုတ်ဘူးနော်လူသားတိုင်းဒီလူကုန်တိတ်ခါရှိသွားတယ်ရှင်တန်ကြည်ပြင်းပိုင်ဝင်ရှိဖို့လိုချင်တဲ့ဟာပါကျွန်တော်ပြောချင်ပါတယ်